ကဲကျွန်တော်အမေးများဆုံးเนาะဒီလိုမင်းလော်လေးကိုဘယ်လိုလုပ်ထားလဲလို့မေးများနေလို့ကျွန်တော်တင်မေးလိုက်ပြီเนาะအရင်ဆုံးကျွန်တော်တို့ဒီစက်ကိုတွေ့ရတဲ့မာသာတွေ့ရတဲ့အရင်ဆုံးအချိုးချလိုက်တယ်เนาะချပြီးသွားရင်ကျွန်တော်ခေါ်ပါမှာပုံလျာတစ်ခုကိုကတ်လိုက်တယ်ဒီပုံစံလေးထွက်လာပြီးတော့ကျွန်တော်တို့ဒီတက်ရအောင်လို့လုံးဝကတ်ကြီးနဲ့ညှက်လိုက်တယ်ကကြီးညှက်တဲ့နေရာမှာလုံးဝသေးသေးညှက်ရမယ်เนาะပြီးတော့သူကဒဲကြီးတွေလီးလို့မရအောင်เนาะဒီလိုအဝိုက်လေးလီးရမှာအဲ့ဒါကြောင့်မှကျွန်တော်အဖျားကိုလူပုတ်ယူလို့ရမှာဗျပြီးရင်ကျွန်တော်အပူဝေးကြလို့ဒီလက်နဲ့ပဲပုံမှန်တိုင်းရိုးရှင်းနေပဲကော့လိုက်ရပါတော့ fight တွေအဲ့ခါကျရင်ကျွန်တော်တို့ဒီ file ကိုနဲ့ copy တဲ့ဟာလေးကိုလိုက်ဆက်မယ်နော်သူက၄ခုတစ်ဖြက်စီဆက်ရမှာနော်ဒီ၄ခုတစ်ဖြက်စီဆက်ပြီးတော့ကျွန်တော်ဟိုဘက်၄ခုဒီဘက်၄ခုကျွန်တော်ဒီလိုပူပြီးတော့ file ကိုနဲ့ကတ်လိုက်ရအောင်ဗျာနော်ဟုတ်ကဲ့ဒါကြောင့် frame ခွဲမဲ့ဟာပါနော် frame ခွဲမဲ့ဟာကိုကျွန်တော်ပိုက်ထူသားဖြစ်တဲ့ကျွန်တော်ဒီတိုင်းရိုးတန်းဖြတ်လို့အဆင်ပြေဘူးဗျခါကောင်းနဲ့အပူပေးပြီးမှဖြတ်မှရမှာနော်ဒီဒါဆိုရင်ကျွန်တော်ဖြတ်ပြီးသွားတဲ့အနေထားနော်ပြပြီးသွားကျွန်တော်တို့ဒီ mid law ရဲ့ site အနေထားကိုတိုင်းပြီးတော့ကျွန်တော်အဝါကိုတိုင်းပြီးတော့ကျွန်တော် frame လေးခွေမယ်